ပထမတော့ဟိုပါစတာလုပ်ဖို့ဆိုရင်ဝက်မလို့ degree နဲ့ပါစတာခန့်တာမသွားဘူးเนาะဒါပေမဲ့degree လိုတာပါလို့ပြောရဲဆိုရင်အခုကပညာရေးလူတိုင်းပညာရေးပညာရေးခက်လို့ပြောမလားလူတိုင်းကဟိုကအရင်ပညာရှိတယ်ဆိုတော့ပညာရှိတယ်လို့ training မရှိတယ်လို့ကအကြာကြီးတွင်တင်မယ်လမ်းပြမယ်ဆိုတာ practical မှာဆိုရင်အရင်ခက်တယ် biblical ရရတယ်ဆိုရင်ကျမ်းစာရရတယ်ဆိုရင်အဟံတာမရှိဘူးပေါ့နော်ဒါမဲ့ practical ပိုင်းမှာဆိုရင်ကျမ်းစာကြောင်းမတက်ပဲနဲ့ပါစာကြာရေးလုပ်မယ်ဆိုရင်ကျမ်းစာမတားပဲနဲ့ practical မှာအဆင်မပြေတဲ့နေရာရှိတယ်လက်တွေ့မှာပေါ့နော်ဘာလို့ဆိုတော့ပညာရှိတဲ့ပညာလို့မပြော training လို့ပြောမှာပေါ့အခုကျွန်တော်တချင်းဖလန်တချင်းနဲ့ဟာခါတချင်းဘလို့တိုင်းလိုက်နော်ကျွန်တော် praise and worship လို့တချင်းဆိုလဲဟာခါလို့ရရေးတဲ့တချင်းဆိုရင် unbiblical များတယ်ကျမ်းစာနဲ့မကိုက်တဲ့တချင်းအများကြီးပဲဖလန်တချင်းဆိုရင်ပူပြီးမှကျမ်းစာနဲ့နီးစပ်တယ်ကိုက်တယ်ဘာလို့လဲဆိုတော့ဖလာ evangelist တွေကကျမ်းစာမတက်တယ်လို့အရန်နေတယ်ကျွန်တော်ဟာခဖက် evangelist တွေကကျမ်းစာတက်တယ်လို့နေတယ်ကျွန်တော်ဟာခဖက်မှာကျမ်းစာတက်ပြီးမှ evangelist လုပ်တဲ့လူဦးရေနဲ့ဖလာဘက်မှာကျမ်းစာမတက်ပဲနဲ့လူ evangelist လုပ်တဲ့လူကြီးကတွားကိုက်တယ်တွားတူနေပေါ့နော်ဖလာဘက်ဆိုရင် evangelist လုပ်တဲ့လူက at least BTH နဲ့ training သုံးနှစ်ရှိတဲ့လူကြီးပဲဆိုတော့ကျန်းစာအကုန်မသိပဲနည်းနည်းရှင်းတော့သိတယ်ပေါ့ဆိုတော့တို့တချင်းရေးလို့ရှိရင်လည်းတို့တချင်းကကျန်းစာနဲ့ကြိုက်တယ်ကျွန်တော်ဟာခါပဲဆိုရင်ကျွန်တော်ဟာခါတဲ့ဒီစီကတက်တယ်လို့မတက်တယ်လူကြီးပဲဆိုတော့ကျွန်တော်ဟာခါပဲတချင်းကကျန်းစာနဲ့မကြိုက်ချင်တော့တာတော့ကောင်းပဲမဲ့ music တော့တုတ်ချင်ရပဲမဲ့အရှင်းကောင်းတယ်အတန်းစင်ကောင်းတယ်ဟုတ်လားနော်ဟိုကျန်းစာမတက်ရင်လည်းပါဆိုခံလို့ရတယ်ကျန်းစာဘာဒီဂရီရမယ်ဘာဘွဲရမယ်ဆိုတော့မရှိဘူးဒါပေမဲ့ပညာရရှိတယ်လို့ပညာ training မရှိတယ်လို့ကဦးစီးဦးဆောင်မယ်ဆိုရင်ကြာလာလို့ရှိရင်မရဘူးဘာချက်ဒုတိယမေးတာကဟို ordination reverend ပေးတာအဲ့ဒါကျတော့ကျမ်းစာမှာဆိုရင်ကျမ်းစာမှာ reverend ဆိုတာဘုရားသခင်အတွက်ပဲသုံးတဲ့စကားလုံးဖြစ်တယ်ဟုတ်တယ် reverend ဆိုတာလူတွေအတွက်မသုံးရဘူးပေါ့နော်ဒါပေမဲ့ဘုရားသခင်အမှုတော်ဆောင်တဲ့လူဆိုတော့ဘုရားသခင်ကိုမမြင်နိုင်ဘူးလေနော်ဘုရားသခင်ကိုမမြင်နိုင်လို့ဘုရားသခင်ကိုယူသေးလေးစားတဲ့အနေနဲ့ဘုရားသခင်မှုတော်ဆောင်တဲ့လူ reverend လို့ခေါ်တယ်ပေါ့ထားပါတော့ဒီတိုင်းပဲထားလိုက်အောင်ကျွန်တော်လည်း reverend ဆိုတာတဲ့ ordain ဆိုတာသုံးမယ်ဆိုတော့မှ consultant မှာဟိုဆွေးနွေးလိုက်တော့နောက်ဆုံးဖြတ်တာတကဘာလုံးက reverend သုံးတော့တို့နားလည်းဆွေးနွေးမှ ordain တဲ့ reverend အဲ့မဲ့တော့ရှောက်သွားတာဒါမဲ့နှစ်ချင်းကဏ္ဍနဲ့ပွဲတော်ပေးတာဘယ်လိုရှိလဲဆိုရင်ကျမ်းစာကြည့်လိုက်လို့ရှိရင်ဘသူကပွဲတော်နဲ့ဟိုနှစ်ချင်းခံပေးလို့ဆိုရင် apostle တွေရပဲပေးတယ်apostle တွေဘသူက ordain ပေးလဲဆိုရင်သခင်ယေရှုက ordain ပေးလို့ဖြစ်တယ် ordain ဆိုတာအလုပ်ခန့်နေဆိုတော့ apostle တမန်ordain ဆိုတာအလုပ်ခန့်နေ appointed ပေါ့နော်အလုပ်ခန့်နေ ordain ဆိုတာဘုရားသခင်သခင်ယေရှုကဓမ္မတော်တွေကိုအလုပ်ခန့်နေဘာလို့ခန့်နေလဲဆိုရင်ဝင်ငှပြီးမှနှစ်ချင်းပဲဖို့ဘွဲတော်ပဲဖို့သူတို့ကပေးတာဘာကြောင့်လဲဆိုရင်ဘုရားသခင်ယေရှုကအလုပ်ခန့်လိုက်လို့ဆိုတော့ဒီအတင်းတော်မှာဆိုရင်အတင်းတော်ကနေဆရာကိုအလုပ်ခန့်လိုက်လို့ရှင်သူကဘွဲတော်ပေးမယ်နှစ်ချင်းခံမယ်အလုပ်မခန့်လို့ရှင်သူမပေးဘူးပေါ့အလုပ်ခန့်လို့ရှင်အဲ့ဒါ ordain လို့ခေါ်တယ် ordain ပေးတယ်လို့ reverend လို့ခေါ်တယ်ပြီးတော့အမေကျမ်းစာကျွန်တော်အကုန်လုံးကဘယ်လိုခေါ်မလဲ priest ပါလေRabbi Moy Rabbi Prophet ကျွန်တော်ယူနေကြလား Prophet we have the same right no we have the same right ကျွန်တော်အကုန်လုံးပဲ Prophet ဆိုတော့
ဘာကွာခြားချက်ရှိတယ်ပေါ့နော်အဲ့ဘက်နဲ့တွဲလိုက်လို့ရှိရင်အတင်းတော့ဟိုပေးခွင့်ပေးတဲ့အတင်းတော့အများကြီးရှိဒါပေမဲ့လက်တွေ့ပိုင်းမှာဘယ်လိုဖြစ်လဲဆိုရင်အဲ့လိုမျိုးပေးခွင့်ပေးလိုက်လို့ရှိရင်ဒီမှာလည်းပေးမယ်ဟိုမှာလည်းပေးမယ်ရှုပ်ရှက်ခတ်တယ်ဖေးဖြစ်တယ် practical မှာဆိုတော့ကောင်းဆုံးကအတင်းတော့ခေါင်းဆောင်ဆိုရင်အတင်းတော့ခန့်တယ်လို့ပါပဲနှစ်ချင်းပေးလိုက်ပွဲတော့ပေးလိုက်လို့ရှိရင်အဲ့ဒါ practical လက်တွေ့လေးကြားတယ်ကျန်းစာနဲ့လည်းကြိုက်တယ်ပေါ့ဆိုတော့နှစ်ချင်းတော့ဟိုဘယ်လိုခေါ်မလဲ ordain မလုပ်သေးတော့ဟေးမင်းပေးတာပါပြီနော်အဲ့လိုမျိုးတော့မဟုတ်ဘူးနော်မာပြီအဲ့လိုမျိုးတော့မဟုတ်ဘူးဟိုyou have committed sin အဲ့လိုပုံစံနဲ့တော့မတွက်နဲ့ပေါ့အဲ့ဒါနဲ့မတူဒါပေမဲ့သူ့မခန့်တော့သွားမလျှောက်နဲ့ပေါ့ခန့်တယ်လို့ရှိရတာနဲ့ဘာလို့မခန့်တယ်လို့သွားလျှောက်တာအဲ့ပုံစံအဲ့လိုပါပဲပြီးတော့ evangelist ဆိုတာကျွန်တော်ဖြစ်ချင်ခံဖို့သွားတာမဟုတ်ဘူးဘယ်လိုပေးဖို့လဲသွားတာမဟုတ်ဘူးကျွန်တော်ဝင်ဟဖို့ပဲသွားတယ်ဆိုတော့ခုမလုပ်ဝေးရအင်ရှင်ရပါစာရှိပြီဆိုတော့သွားလျှောက်မလုပ်နဲ့ evangelist လုပ်လို့ဆိုဝင်နေမယ်လို့လိုက်ဘယ်လိုသိချင်းခံချင်လို့ရှိလို့ရှင်ဘယ်တော့မှအသင်းတော်မှာပါစာအလောက်ခန့်တယ်လို့ရှိလို့သူလောက်ခန့်တယ်လို့ဝင်ကားတယ်လို့ငါပဲပေးချင်တယ်အဲ့ဒါချင်းစာတာချင်းမဟုတ်ဘူးခါတိချောက်အမေတော့ခါတိချောက်ရတော့ချင်းအနာခါတိချောက်ဟုတ်လားဟုတ်တယ်အခုတခြားနေရာမှာတော့ကျွန်တော်ရုပ်တုံအမှတကယ်လက်တွေ့ရှိတာကျွန်တော်ဟိုမိတာပါစတာတော့သူတို့ခိုင်းနေလေပါစတာတော့ခိုင်းနေတယ်မဲ့ဘယ်တော့မပေးခိုင်းဘူးပေါ့နော်အဲ့လိုမျိုး reverend မရသေးဘူးဆိုပြီးတော့အဲ့လိုမျိုးရှိတယ်အဲ့လိုပုံစံနဲ့ပဲသွားလာကောင်းပါလေဘာလို့ဘာလို့ဆိုတော့လက်တွေ့မှာဆိုအလား confusion နေတယ်ဘာသာနိုင်လို့မျိုးဆိုမှလည်းပဲရှုပ်ရှက်ခတ်တယ်ပေါ့ပြဿနာလည်းရှိနေတယ်ပြဿနာလည်းရှိနေတယ်ပြဿနာမရှိရင်တော့မှရှုပ်တယ် at least ပြီးတော့အတင်းတော်ကနေအလိုမျိုး ordain ပါစာမရှိလို့ရှင်သူ့ ordain လုပ်လိုက်ပါလားအလုပ်ခတ်လိုက်ပါလားဆိုတော့ခုဒါပေမဲ့အလုပ်ခတ်မယ်ဆိုအသက်အရန်ငယ်တယ်လို့အတွေ့အကြုံမရှိတယ်လို့အလုပ်ခတ်နိုင်လို့ရှင်သူ့လုံးလာနဲ့သူ့ life တိတ်ခါနည်းနည်းကွာလို့ရှင်နောက်တာပြန်ရမှာအဲ့ဒါကြောင့်လူတယောက်ကို ordain အလုပ်ခတ်ရတော့မယ်ဆိုရင်သူ့နည်းနည်းကြည့်ဖို့လိုတယ်9နှစ်လားဒါမှမဟုတ်ရှင်သူ့အသက်အရွယ်ရောဘာကြည့်တယ်ဆိုအင်ထောင်ရှိလားအင်ထောင်ရှိတယ်ဆိုတာမိမယူမှလည်းလူတွေက mature ရင်ချက်တဲ့ဆန္ဒရှိလာတာကိုမိမမယူတဲ့လူနဲ့ယူတဲ့လူကတရားမတရားတော့မကွာပဲမဲ့ကွာတဲ့နေရာလေးရှိတယ် at least မင်းလေးကြည့်တဲ့နေရာမှာတော့ကွာတယ်လေဆက်ပြီးပါလေဟုတ်ကဲ့အရင်တစ်ခေါက်တော့လည်းခုတစ်ခါပြန်တော့လို့ရှိရင်မစ္စည်းကနေအရင်တော့ဆန်တရားဟုတ်လို့ရှိရင်မင်းတော့အခုတော့ focus နေနေကြည့်လာရကိုယ်ကလည်းရှင်းရတော့မကြည့်လားဆရာမင်းတွေကမကြည့်လားကျွန်တော်ကြည့်ရအဲ့လိုမျိုးလေးတော့ကွာလေအင်ထောင်ပြုတ်တဲ့လူနဲ့မပြုတ်တဲ့လူကအကုန်လုံးတော့100% မကွာတော့မကွာတဲ့နေရာလေးရှိတယ်ဆိုတော့အဲ့ဒါကြောင့်လက်တွေ့ကျွန်တော်အသင်းတော်ကအချားကြီးသွားပြီဘူးနှစ်ပေါင်း2000နီးပါး2000ကျော်ပြီလေဆိုတော့according to experience အဲ့ဒါတွေကကျန်းစာမှာလည်းပါတယ်ကျန်းစာ plus practical ကိုပေါင်းပြီးမှလုပ်ရစားနေရှိဆိုတော့နားလည်လို့ထင်တယ်ဘယ်လိုဘောရတယ်လို့မသိအဲ့ဒါခဏခဏလူမျိုးတွေဟိုရင်းတာတွေကြားဖူးတယ်ရင်းနေတယ်တချို့တွေကဟိုပါစတာတော့အတင်းတော်တဘောသူပြတော့ပါစတာခန်းလိုက်တယ်လေပါစတာခန်းလိုက်တဲ့ခါကျတော့ပြန်ခန်းပြီးမှဟိုတခြားဆရာတွေကနင်တို့ပါစတာခန်းတာပဲပါစတာမင်းတို့လိုချင်လို့ပါစတာခန်းတာမဖြစ်လို့အဲ့လိုမျိုးတွေပွဲတော်တွေပြန်မပေးခန်းဘူးဆိုတော့မင်းတို့မကြိုက်တာလားအဲ့လိုမျိုးတွေရှိတယ်
Saya tua tak bon mau pau. Saya tengi dia malah. Tengi dia tua ane ni si umau. No. How tua nene si mana ni. Kalau suruh tu ordin pay me so eh. Kalau me saya suruh cinta lu sih. Jangan ni. Jangan mau. Belum ya. Saya ni lah, ada sih tu. Belum cerita no. Suruh ala ordin ni, ala kena pasal so. Ada makai. Kami tu nak jauh. Saya tu nama. Ada orang macam apa? Ada pungsan ni. Ada yang ni dia lu le. Ordin lu sih. Ada no tu tak kamu sih. Baru tak kamu sih lah so. Lungi dia sana. Pau tak deh. Ada tu bawa we. Belum be bon yang cipi bon no. Kami di lu siapa lo. Lu lo macam apa? Bruce Lee dan China. Nanti biar ada. Oh ini biar apa ya? Kira Okay. Ni ada siapa sutang usi. It's the last night for us. Saya nak pakai feel lama. Apa sekali? Homa soalnya. 7. Tak tahu. Wow. ตอนนั้นประกวดผี Oh satu kita lawa. Okay. Tang. Kan ni. Pasal Ni sau tu pun macam tu rau tong kha. Cui lama dah. Itu hot kamu tekan se. สู้ตรงเขาเลือกเชียงราย Asyik meeting sau bingung lah. Kan ni tu macam ama dek nak cakap lah. Juramnya sih dah. Kawai kau ada. Okay. Sorry.คนไหนเขาไม่เราเพื่อนมาบล็อกชีละ Sudah. บล็อกชีเนาะ Sudah. ตู้บล็อกมาเป็นเองตู้บล็อกมาเป็นเองใช่สำหรับเขาไม่บล็อกมาบดูมาลาเลย Oh. ก็เสร็จยักษ์ว่าอะไรคริสเตียนาป้าเพื่อนมาบดูมาลาเลยสิ่งก็มาลาเนี่ยรู้ชัดเจนในภาษาเนี่ยตาวันชีรู้ชัดเจนตัว Saya kena tempia dah. Ala jono ateno ye ပုံမှန်ဟိုလုပ်တဲ့အရာတွေပြတာtheory နဲ့လုပ်တာမဟုတ်ဘူးအဲ့ဒါ ကောင်းတယ် ဒီနဲ့မလာတဲ့လို့သွားလို့ရှိရင်သူတို့ရန်လည်းဖြစ်ချင်းဖြစ်မယ်အရက်တောက်လို့လည်းဖြစ်ချင်းဖြစ်မယ်တခါတလေဆေးုံတက်တာလည်းဖြစ်ချင်းဖြစ်မယ်ဟိုဒီနေ့မလာတာရန်စိတ်မကောင်းလာဆူတောင်းပေးတယ်ဆိုနောက်ပတ်ဆိုလုံးဝမလာပဲမနေဘူးဒါပဲဆိုတော့ဒီ Sunday ညနေကြလို့ရှိရင်လာမယ့် next Sunday အတွက် bulletin ဆွဲလိုက် bulletin ဆွဲလိုက်လို့ရှိရင်ဒီဘက်ဘယ်သူဆူတောင်းလဲဩမြတ်တော့ဖွဲ့ထဲမှာဘယ်သူလဲသူဖွဲ့ထဲမှာအဖွဲ့ဒီ group ထဲမှာ blog ကနေနာမည်ထုတ်ထားလိုက်သူကအရင်တော့ဆူတောင်းခိုင်းပြီသူသူဆူတောင်းမခိုင်းမလို့နှစ်ကုံတော့မှာသူအဲ့လိုမျိုးနဲ့စီစဉ် list လုပ်နေ အဲ့ဒါတော့ရှိတယ် ဆူတောင်းနိုင်တဲ့လူတချင်းဆူနိုင်တဲ့လူတချင်းဆူနိုင်တဲ့လူထဲတော့မှပုံမှန်ဆူတတ်တဲ့လူကြီးပဲကိုသွားမပေးနဲ့ပေါ့ညလောက်လိုက်ညစင်ရအဲ့ဒါ oversee administration ဆိုတာအင်္ဂလိပ်တင်းတော့အဲ့လိုပဲလုပ်တာလေအင်္ဂလိပ်တင်းတော့တော့အများကိုဆရာပြောလို့ပဲလုပ်တာ ဟုတ်လား အဲ့ရှင်မရှိပုံတင်းนี่มาခိုင်းလို့ဘုမတို့ group ခွက်တဲ့ A အဖွဲ့ B အဖွဲ့နဲ့တို့ဖွဲ့တာလေဒီတစ်ပတ် A အဖွဲ့ဆိုရင်တော့တစ်ပတ် B အဖွဲ့နောက်တစ်ပတ် C အဖွဲ့ကျွန်တော်ရုပ်ဆောင်ကြတော့အသေးကိုင်းတာလေပြီးတော့အဲ့မှာအဖိုးရဖွဲ့ရပါတာလေအဲ့မှာဒါမဲ့ဒါကြတော့လေတကယ့် quality ကောင်းမှသုံးလေးဖွဲ့ရှိနေတယ်ပေါ့ဒီမှာဒီတင်းတော့မှသုံးလေးဖွဲ့ထားနိုင်လို့ရှင်ဖွဲ့လိုက်ဒါမဲ့သုံးလေးဖွဲ့ present worship သုံးလေးဖွဲ့ရှိတယ်ဆိုတာတကယ့်အတင်းတော့တောင်းတဲ့အဖွဲ့မှာရတယ်ပေါ့ဖွဲ့နိုင်လို့ရှင်ဖွဲ့လိုက်ပေါ့အဲ့ဒါအဖြစ်မရှိဘူး အရောက်40လောက်ရှိရင်တော့ဖွင့်တယ်ဖွင့် ဟာဘရောဒီပတ်တွမှာပတ်စံဘလောက်သုံးလဲပေါ့နော်
ကဲဘယ်နေရာမှာပတ်စံသုံးမလဲဆိုတော့ကျွန်တော်အကောင်လုံးဝသိစိတ်ကြီးလူတယောက်ကနေချိန်တဲ့ပတ်စံသုံးခွမရှိဘူးကျွန်တော်အတင်းလုံးမှာဆိုပါစတာ9000ပဲသုံးခွရှိတယ်သူ့တပုံးနဲ့9000သုံးတာတော့မှပါလဲဆိုတော့လူနာကြည့်ဖို့အဲ့ဒါကျွန်တော် fix price ရှိတယ်အဲဆင်းုံသွားလို့ရှိရင်ဟို easy ထိုင်လို့မရဘူးလေ easy ထိုင်လို့မရဘူးဟောအကြီးပေါ်ဆိုသူ့ပတ်စံစိတ်လို့ရတယ်စိတ်တဲ့ဥစ္စာကို Monday မှာပြန် claim Monday မှာပြန်ထုတ်အဲ့လိုပုံစံဘရောကျွန်တော်ပတ်စံသုံးလို့ရှိရင်ငွေကျူတင်မထုတ်ဘူးပေါ့နော်voucher နဲ့ပဲယူတယ်သူဝယ်ခံလို့ရှိရင်မှတော့ဝယ် voucher ပဲယူMonday ကြလို့ရှိရင် voucher တင်ပြပြင်မှာကေ voucher အရာနဲ့ပြန်ထုတ်ပေးလိုက်အဲ့လိုပုံစံနဲ့တင်းတော့သွားလို့ရှိရင်ပြဿနာဆိုတော့အရာခက်တယ်ဘလို့အတင်းတော့အတင်းတော့တဲ့လူကြီးခဏလက်ဖိတ်မှာအတူမတောက်လို့ရှိရင်မသိငါဖြစ်တယ်ဒီဥပမာပြောမယ်ဆိုရင်ခရစ်စတန်ပါနဲ့ပါစာမတွေ့တာတလားလို့ကြားလို့ရှိရင်လေစေကြီးကလို့ကြည့်လိုက်လို့ရှိရင်အဲ့လိုပုံစံနဲ့ကြည့်ရတော့မှာအဲ့ဒါလက်ဖေးအတူတောက်ဖူးလားအရာလို့လေအဲ့ဒါအရန်တောက်ချင်လို့တောက်တာမဟုတ်ဘူးဇင်းနီဖို့ fellowship နဲ့လက်ဖေးတောက်ဖူးလို့လက်ဖေးတောက်ပဲမေ့စီလို့အကြီးကြီးတယ်ဘရောလက်ဖေးတောက်ပြီးလို့ရှိရင်ဆူတောင်းပြီးလို့ရှိရင်ခင်ဗျားတို့ဟို block ထဲမှာပြဿနာရှိတယ်အရက်တောက်တယ်လို့ရှိလားကု block ကိုတာဝန်ယူပြီးတော့ဖျားเจ้าမှာဝင်လို့ရှိရင်ဘာကြည့်ရမလဲဆိုရင်နာကဘာကြည့်မလဲဆိုရင်ခင်ဗျား block ထဲကနေမလာတဲ့လူကောင်းမှတ်ထားมัน meeting လုပ်တဲ့ခါကျတော့ရှင် pass တင်ပြပြီးမှ pass မှာတွားလို့ရှင်သူမရှော့အဲ့ဒါကောင်းတယ်အလူလောက်လို့ရှင်အဲ့လိုကောင်းတယ်တူလို့ရှင်လာရင်ဘရောလက်ဖေးတောက်ဖို့ဆိုတော့အရာကြီးတယ်မမင်းနဲ့လက်ဖေးတောက်လက်သားရဘောဒီနေ့စားတဲ့အသားကြီးတော့မစားနဲ့ပေါ့အဲ့တော့မတော်ပါဘူးဒီနေ့ live မှာသွားတာလက်ရှာရဲမတွေ့ဘူးအဆိုင်ရနီးနေဆိုတော့ဈေးမြတ်သက်တာမလားလို့အဲ့ဒါနဲ့မတော့ဘူးဆိုတာတေးကြတယ်ဒီကောင်ဆိုင်ကောင်လေးစတီးကြလို့ဆိုတော့ဆိုင်ရဘုရားကျောင်းနဲ့ရန်နီးတော့ကားမောင်းတာလည်းသက်စီသက်တာမလားဈေးလည်းသက်တာမလားလို့ဟုတ်လေကျွန်တော်တို့ rice မပိုင်မစားဘူးလေအဲ့ဒါ rice မလည်းရတာပဲရတော့လားရတယ်ဟုတ်လားချွေသားရေးလောက်သွားတယ် SIM ဟောဒါမဲ့ဘလောက်ကုန်လဲတော့ကျွန်တော်မကြည့်ပေါ့ဒါမဲ့စန္ဒတော့ချွေသားရေးနဲ့ SIM ဝင်တာဟုတ်တယ်ခုနဆရာပြောတဲ့ဟာရန်ကောင်းတဲ့အရာဖြစ်တယ်ကျွန်တော်လည်းရင်တော့အတင်းတော့မလုပ်ကြည့်မလို့လုပ်ကြည့်တဲ့ဒါပေမဲ့တေးချကျွန်တော်ကမရှိပြတ်တာလားမသိဘူးသူကလည်းမခံနိုင်သေးရလားမသိဘူးမလုပ်ဖြစ်ဒါပေမဲ့အဲ့တကယ်လို့ရှိရင်လူတွေကပို့ပြီးတော့ကျွန်တော်အရင်တုတ်တက်မှုရှိတယ်ကျူစာပြီးလို့အခုကဒီလိုရှိရလေအတင်းတော်များကဒီကန်ဒီကခရစ်စမတ်လို့ဘာတမ်းလဲအဲ့ဒါဖွဲ့ပဲအစီဝတ်ထိုင်တာဟုတ်ပဲလို့ဘာလို့အဲ့ဒါတော့ပဲကျောင်းပါမင်းတော့ဖျားကျောင်းလာလေသူတို့ကအဲ့လောက်ပဲရှိတာဟိုတော့ every Sunday ရတော့ညနေ Monday လာဖို့ဆိုတော့မလွယ်ဘူးလေနော်ဆိုတော့မလွယ်ဘူးဆိုတော့ဖျားဟို7နာရီနဲ့ဖျားကျောင်းစားတယ်10နာရီမှပြီးတယ်ကော်ဖီတောက်ပြီးမှအနည်းဆုံး10နာရီလို့ဖျားကျောင်းမှာတော့ဆွေးနွေးတော့လူအပ်တဲ့ဟာအတူထိုင်လို့ရှင် idea တွေထွက်လာတာအတူမထိုင်လို့မထွက်ဘူးအဖြူသိတော့လည်းအခုလေနော်အဆမတော့မေးရှာမရှိဘူးဒါပေမဲ့ပြောရင် idea နဲ့ထွက်လာဆိုတော့အတူထိုင်လို့ရှင်စကားပြောဟို agenda မရှိတော့မှအတူထိုင်ဝိုင်းစကားပြောအဲ့ဒါ idea ကောင်းနေထွက်လာမှာဟုတ်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဖျားเจ้าမှာဘာလုပ်တယ်လဲဆိုရင်change prayer ဆိုတာရှိတယ် change prayer ဆိုတာမိသားစုတစ်ခါတလေမိသားစုကိုတွေ့ဒါမှမဟုတ်မိသားစုအကြီးဆိုရင်မိသားစုတစ်ခုစီပေါ့နော်အဲ့ဒါတနားစီဆူတောင်းမှာတခါလေ3ရက်နဲ့3ညပေါ့အဲ့လို the whole night the whole day we've been praying ကု
ကျွန်တော်အချိန်နဲ့ပေါ့နော်ခရစ်စနာဘာလို့အဖွဲပြီးလို့ရှင်ကျွန်တော်ဝင်နေအဲ့လိုနေရောမြရောတောက်လျှောက်ပဲအဲ့လိုမျိုးဆူတောင်း idea မျိုးထုတ်ဖို့လို့အဲ့လိုမျိုးဆူတောင်းလိုက်လို့ရှင်အိမ်မှာတိတ်ဆူမတောင်းတဲ့လူကလည်းဖျားချမ်းမှာဆူတောင်းအဲ့ဒါ kind of spiritual exercise ဆိုတာဒါပဲspiritual exercise လေလို့အိမ်မှာဆူတောင်းမှာဆိုတာလွေတယ်လေဖျားเจ้าနဲ့မှာတာဒါမဲ့တောင်းခြင်းတဲ့လူမတောင်းမှာဆိုတော့မတောင်းမနေဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးစီစဉ်ဆွဲလိုက်ကဲမင်းတို့မိသားစုတွေပဲရပဲချင်းလို့ဆွဲလိုက်လို့ရှင်那你我你起来没呀？真的有到天了，我是不一定。ကျွန်တော်အမြင်ပြောချင်လို့ပေါ့နော်ကျွန်တော်အမြင်တဲ့ကျန်းစာဘယ်လိုပြောလဲဆိုတာနည်းနည်းအဲ့ဒါတိကျတယ်မှာကျွန်တော်မှတဲ့ idea မရှိဘူးပေါ့ဒါပေမဲ့ကျန်းစာဘယ်လိုပြောလဲကျွန်တော်နာမည်နဲ့တော့ဒါမှအရင်အကျိုးတယ်ပါစတာဘယ်လိုခေါ်လဲဆိုတော့ပါစတာမှာပါစတာအတွက်စကလုံးသုံးတာသူတို့စကားနဲ့သုံးလို့ရှိတယ်တခုอ่ะဆိုတော့ pasta ဆိုတာ shepherding shepherding ဆိုတာပါလိမ့်တယ်ပေါ့လဲဆိုရင် feeding လို့ပြောချင်တယ်ဒီသူ position နာမည်က pasta ဆိုတာfeeding လုပ်ကျွေး feeding လုပ်တာသူရဲ့အဓိက pasta ထားနေတယ်ပေါ့နော်ပြီးတော့ bishop ဆိုတာရှိတယ်သူက pasta လည်းမဟုတ်ဘူး bishop လို့လည်းခေါ်လို့ရတယ် bishop ဆိုတာဘာလိမ့်ပဲလဲဆိုရင် oversee ဆိုတာအဲ့ဒီပေါ့ဟုတ်တယ်ဘရော oversee ဆိုတာဘာပြောချင်လဲဆိုရင်အတင်းတော့အပေါ်ကနေဒီလိုကြည့်ရမှာဒီလိုဘယ်သူသမင်းစားနိုင်လဲဘယ်သူသမင်းမစားတာလဲဘယ်သူလာတယ်လဲဘယ်သူမလာဘူးလဲဆိုတော့ oversee ဆိုတာအပေါ်တည်းဟိုအတင်းလူတင်းသားတွေအပေါ်ကနေအကုန်လုံးကြည့်တဲ့လုံမှာယူရဆိုတဲ့အနေနဲ့ဟောဆောင် oversee လို့ခေါ်တယ်ဘရောတခုက elder ဆိုတာရှိတယ် elder နဲ့ bishop နဲ့ oversee အတူတူပဲဒါမဲ့ pastor တေရောကအကုန်လုံးအစလုံးတုံးနေ pastor ရဲ့ oversee ရဲ့ bishop ရဲ့ elder ရဲ့အကုန်လုံးအဲ့ဒါတော့၄ယောက်မဟုတ်ဘူးတယောက်အတွက်သုံးတဲ့စကားလုံးတွေ elder ဆိုတာအသက်ကြီးတဲ့လူ literal နဲ့ဘာသာပြန်မယ်ဆိုရင် elder ဆိုတာအသက်ကြီးတဲ့လူပြောတာဆရာအသက်မကြီးပေမဲ့ပါစာဖြစ်တော့ဆရာရဲ့ mindset က elder နဲ့တော့တူရတယ်စကားပြောဆိုအဲ့လိုမပြောအသက်ကြီးအဖူးကြီးစကားပြောတယ်ပေါ့လို့ပဲကောင်းမလဲကေစင်စမ်းကြပါအဲ့လိုပုံစံလေးပေါ့ဘယ်တော့ပဲမင်းဘယ်တော့ပဲလာရှိဟာမင်းတော့မရအောင်နော်အဲ့လိုမပြောရလေအတိတ်ပြီးနဲ့ elder လို့ခေါ်တာဆိုတော့ကျွန်တော်ပါစာဆိုရင်သူ့အတွက်လုံးဝ master feeding လုပ်တာအဲ့ဒါဆိုတာစကားပြောပါတယ်လို့那也没人记过了，这还有天，တကယ်လို့ကျွန်这没听千八千要钱。လက်မျိုးလက်မအောင်လက်အောင်ပြတယ်အဲ့ဒါဘော bro overseas ဆိုတာအပေါ်ကနေအတင်းတော့အနင်ကတဲ့那个级别哎ဆိုတော့ bro ဒီအတင်းမမလူနဲ့ဆိုအတင်းထုတ်လို့ကြည့်လို့ခေါ်တယ်ပေါ့真操了，ဒီကံကတဲ့ထောက် ခဏလေးအပေါင်းတစ်ခုမရှိဘူးခဏလေးခဏချင်တယ်အတင်းထုတ်ဆိုတာအတိတ်ပဲမာနေလို့ထင်ပါတယ်ထုတ်တယ်ဆိုတာအပေါ်နဲ့ထုတ်တချာအတန်ပိတ်တယ်那我操批到你呢？အပေါ်ကနေထုတ်နေတို့ချင်တာအတင်းထုတ်ဆိုတာခေါင်းဆောင်အတွက်သုံးတဲ့စကားမဟုတ်ဘူးခေါင်းဆောင်ကို sport ပေးတဲ့စလုံးပေါ့ဟိုပမာလူဘာသာအတိတ်တွေဖွင့်တော့မှအင်္ဂလိပ်လူနဲ့တော်လို့ရှိရင် deacon ဆိုတာ servant ပေါ့နော် deacon ဆိုတာ servant ဆိုတာ serving ကိုပြောချင်တာ serving ဆိုတာပြောချင်တာ pastor ကမှအောင်စီစဉ်ပေးတဲ့လူတွေကအတင်းထုတ်ကြည့်လို့ဆိုတော့အဲ့ဒါ That's what the Bible says. ဘရောဒီမှာဘယ်သူချမ်းသာအတိဆုံးဖြစ်မှာလဲဒီနေ့တော့လေးမှာဒါကြောင့်ကျွန်တော်ရှိတယ်ဆိုတော့ Why ဒီထဲမှာတယ်
အဲ့ကတော့ แต่ดีดันสติ้งที่คุณน่าจะดีที่ว่า အဲ့ဒါမှာဘာသာပြန်ပေးမှရမှာအေးအဲ့ဒါကြောင့်ခုပါပြောလဲ ဘယ်သူကျန်စာဘူး ကျက်စာပူတီပဲ ကျွန်တော်ထဲမှာတွက်နေပေါ့ဒီဆရာရဲ့ဒီ4-5ယောက်ထဲမှာဘယ်သူကျန်းစာအသိဆုံးဖြစ်မလဲကျွန်တော်ထဲမှာတွက်နေပေါ့ဒီပါစာရဲ့ เสียดีพาสต้าမဆရာကျွန်တော်ထဲမှာတွက်နေဒီမှာပါစတာရဲ့သူ့လည်းထဲမှာတွက်နေဒီကန်ရဲ့ဆရာမလည်းထဲမှာတွက်နေ1ယောက်2ယောက်3ယောက်3 4 5 6ထဲမှာဘယ်သူ พาสต้า ပါစာအတင်းတော့ဆိုတာဘယ်သူကဥဆောင်ရမလဲဆိုရင်ကျန်းစာတီးတဲ့လူကဥဆောင်ပူမမှန်ဘူးလားအဲ့ဒါအဖြေအဲ့ဒါပြဿနာခုအတင်းတော်ကဘယ်သူကဥဆောင်ခြင်းလဲဆိုရင်ကျန်းစာလုံးဝမသိတဲ့လူကပတ်စံနေရှိတဲ့လူကနည်းနည်းအမှန်ပြောမယ်ဆိုရင်စေဖူးတဖူးနေဖြစ်နိုင်တဲ့လူမှဖះเจ้าနည်းနည်းအားထုံးနိုင်တဲ့လူကအတင်းတော်ဥဆောင်လုပ်ချင်တာအဲ့လိုဆိုတော့ကောင်းတဲ့လူနဲ့နောက်ကြာလာလို့ရှင်မကောင်းဘူးဒီလိုပြန်ရှင်းစရာတချို့အသင်းတော်ကသူတို့ရဲ့သင်ကိုဆရာတဲ့သူတို့အသင်းနေတာကျန်းစာဖို့တည်တာလေဘူးလေလာတော့ပြန်ရှင်းတာမသူတို့သင်ကိုဆရာကိုတန်းကဘုန်းနကေက not sure မသိချဘူးရကောဘုန်းနကေရလာမရလာပြန်ဖြစ်ပါလေမတော်တချို့အသင်းတော်တွေပြောတာပါစာတွေထဲအတင်းထုတ်တွေကပူပြီးမှကျန်းစာဖို့ရကရင်ချင်းလည်းရပြောချင်တာကဒါဆိုရင်ဒီအပါစာကိုဖြုတ်ဘုန်းနဲ့ကဲမဖြစ်တဲ့ပါစာကိုမတုံးနဲ့ပေါ့ဝင်းရရကိုအမိမရှိဘူးတချို့သင်ဆရာကဇာတိပဲဝင်းရအမိမရှိတော့အခုချင်းတင်းတော့ပြဿနာကလေဝင်းရအမိမရှိပိုက်တာများတယ်ပြတ်တယ်ဒီပြောမယ်ဆိုရင်အဲ့ဒါကြတော့အဲ့ဒါပြန်ရှိတယ် I have no answer for that လေးပါဆိုတာအခုလူတွေကတည်တယ်ဆရာသင်ဆရာပတ်တာပဲတည်တယ်ဘုန်းကဲမဘုန်းတို့မတည်ဘူးအဲ့ဒါမျိုးမှာပြဿနာပြန်ရှိတယ်ချင်းတင်းတော့အဲ့ဒါကြတော့ကျန်းစာမှာဖြီးမရှိဘူးအောက်ချင်လွက်ပြဿနာအဲ့ဒါကျန်းစာနဲ့ဖြီးရှာလို့တွေ့မှာမို့အဖြီးကတော့ထုတ်ဒါမဲ့အလူထုတ်ဆိုတာလေတကယ်လည်းတွေ့ကြလို့ရှင်လေ difficult so အဲ့ဒါယေရှုကလည်းပြောတရားဟောမပိုင်ဘူးဆိုတော့တိုင်းတရားဟောမပိုင်ဘူးနော်ဒါတော့တင်းသူတင်းသားတယ်နားလေးပေးပါရဲ့အနေဆုံးတော့ကရင်ချင်းရဝိညာဉ်အမီတော့ရှိတင်းဝိညာဉ်အမီမရှိတော့ဝိညာဉ်အမီမရှိတဲ့တင်းဆရာကလွှမ်းမိုးနေတာအမှန်ဆိုပါစာတဲ့တရားဟောပိုင်ဖို့မလို့ခေထောင်းချင်းတီမ်တော့ဆုံးအဟောင်းလို့စေတဟောင်းတဲ့ချင်းခလာမင်းငါစီအမမ်ဘာတာthere's a point of strong car something as more than enough Amazon can pastor can solving at to kolozong kan still it's not a problem ala piata na mo hope you pastor fi mi chama ni kharao ta wa tai kolozong a how da kharao ta tai khoti me kha kho be me au pya kha lai makha ma kharao ta kai se ko ama ni kan arrangement na to so makha administration ka se how da out lineအမှန်နဲ့ဒီခလို့ချက်ချင်းထောင်းတဲ့ချင်းချမ်မီခလောက်တာဝတ်လိုက်မီခကိုနာလိုက်မခါနုန်ကအမှန်နဲ့ကန်ချမ်ပီနာလိုက်ခရစ်ဟာဘူချထမ်ချမခလာက expert တုံကဟောလမ်နော်ကဲဒါဒီနော်မှာဟိုစီအောခေါ်မလားဆိုတော့ကဲ vote ပေးအောင်ဆိုမှ vote ပေးပါစတာ vote ပေးလို့မရဘူးအာဘသူခေါ်မလဲဆိုတဲ့နေရာမှာပါကျွန်တော်အတင်းတော့မှာပါ3မျိုးလဲဆိုရင် general meeting မှာကျွန်တော်ဆုံးဖြတ်ချက်မလုပ်ဘူးကျွန်တော် meeting မှာလုံးဝကျွန်တော် speaker ရွေးလို့မရဘူးလုံးဝမရွေးခွင့်မပေးဘူးဘသူကဘသူခေါ်မလဲဆိုရွေးလဲဆိုရင်ပါစတာနဲ့ဒီကွန်ဖွဲလောက်อ่ะပဲရွေးတယ်အဲ့ဒါတော့မှပါစတာရဲ့အကြံကို 50% ပေးလိုက်တယ်ဘာလို့ဆိုကျွန်တော်နဲ့ဟိုအိုလိုက်လို့ရှင်ခုဆွေမျိုးနဲ့ဟိုနဲ့လာဟိုအဖြီလုံးဝမရအောင်ဟုတ်တယ်
အခုကတော်များအမေရိကန်ကနေခေါ်ဘောင်ပြခေါ်ပြီးပတ်ကိုမျိုးပဲခေါ်ချင်တာလေဟိုကလည်းသူ့အမျိုးဒီကလည်းသူ့အမျိုးကိုသူ့အမျိုးနဲ့အခုကတော့ဒီ US နဲ့အမျိုးတွေခေါ်တာတော့ခေါ်လိုက်ပါအဲ့ဒါအမျိုးတွေခေါ်တာဘာကြောင့်ခေါ်လဲဆိုရင်ဝင်ဟဖို့ခေါ်တာမဟုတ်သူတို့လည်း US ရောက်အောင်ပေါ့နော်ဆိုတော့ရောက်ဖို့အောင်ဆိုတော့အဲ့ဒါကတော့ one purpose ခေါ်ပါကုရွာပါစတာရီအသက်ကြီးတဲ့လူတွေခေါ်ပါဒါကတော့သူတို့ကတိတ်ဆူဆူဝါဝါလုံနေမှာလည်းမဟုတ်ဘူးအကောင်းလည်းမလုပ်ဘူးအဆူလည်းမလုပ်ဘူးအေဝတာလာပြီးမှဆူတောင်းခိုင်းလိုက်နည်းနည်းမျှလိုက်ဟုတ်တယ်လေအဲ့ဒါသူတို့ကအတင်းတော့တိတ်ဖြတ်စီမှမဟုတ်ဘူးပြဿနာကဟိုတနေ့ကလည်းဆရာကကျွန်တော်ပြောတဲ့အတိုင်းပဲအခုကပါစတာဖြစ်တဲ့ခါမှာ USA မှာပါစတာရှားပါတဲ့အရာလူမျိုးပုံစံဖြစ်နေတဲ့ခါမှာရောက်တဲ့ပါစတာပါတိုင်းကိုနာဆရာကလည်းပြောတဲ့အတိုင်းပဲကေရင်ချင်းတကယ်ဘုံကဖြစ်လာမဖြစ်လာမစစ်တော့ဘဲနဲ့စပြီးတင်ခိုင်းတယ်တရားဟောရင်တော့ခုနဆရာပြောသလိုဖြစ်လည်းမဖြစ်စီဘူးကောင်းလည်းမကောင်းနည်းနည်းတော့သေးတယ်ဟုတ်ကဲ့တင်ကြားချင်းမှာလောက်ခိုင်းတယ်ဆိုတော့တင်ကြားချင်းမှာကပြဿနာရှိနေတယ်အဲ့ဒါအတင်းတော်နည်းနည်းဟိုတတိထားဖို့လိုအပ်တာပါလဲဆိုတော့ကျွန်တော်အတင်းတော်နည်းနည်းပြောလို့ရှိရင်ကျွန်တော် crusade လုပ်မယ်ဆိုရင်ခေါ်ရလို့သူကြိုက်တဲ့ဘာသာတင်ခိုင်းလို့သူကြိုက်တဲ့ဘာသာတင်ခိုင်းစားဘူးအဲ့မတင်ခိုင်းဘူးကျွန်တော်ကဒီခုတစ်ခေါက်လာလို့ရှိရင်အဲ့ဒါဟောရမယ်ဒီကြောင်းဒါမှမဟုတ်လို့ရှိရင်ဒီစာအုပ်အကြောင်းဟောရမယ်အဲ့တော့အကြောင်းအရာကျွန်တော် topic လုပ်ပေးတယ်ဟိုဆရာဘူးမတိဘာမတိဒီမှာသူကြိုက်တာကျွန်တော်အတင်းတော့မဟောလို့မရအောင်ကျွန်တော်တင်ရဆရာလည်းလုပ်ခဲ့တယ်ဆရာခေါ်ကျွန်တော်အတင်းတော့မှသူကြိုက်တာဘာဟောလို့ကြိုက်တဲ့ဥစ္စာဟောလို့မရအောင်ဟောလို့လည်းမကောင်းဘူးလေအဲဆရာကိုကယ်တင်ချင်းမနေဟောလိုက်အဲ့ဒါပဲကျွန်တော် soul winning camp ဆိုလို့ရှိရင်ကယ်တင်ချင်းပဲချက်ဒါမဲ့အတင်းတော်ကြီးမှာဟိုဘယ်လိုခေါ်မလဲ crusade လုပ်မယ်ဆိုရင်crusade တိုင်း soul winning camp ကြီးပဲမဟုတ်လေတင်းတော်အတွက်ဘယ်လိုခေါ်မလဲ growth လုပ်မလား Christian life လုပ်မလား giving လုပ်မလား mission လုပ်မလားအများရှိတယ်ဒါအဲ့လိုမသွားလို့ရှင်စောင်းနဲ့သွားမလား efficient တင်မလား Daniel တင်မလားအဲ့လိုပုံစံနဲ့သွားလို့ရှင်အများကြီးမသက်တင်မလားအဲ့ဒါမသက်တင်မလားအဲ့လိုမျိုးပြဿနာကပြလိုက်လေပြဿနာကဘာဖြစ်လဲဆိုတော့ကိုကပြီးတဲ့ topic မလာတဲ့ဆရာကခင်ဗျားပါတာဒီထောက်ကြတယ်ကျွန်တော်တင်တော့ကျွန်တော်ပြန်လာပြင်နေတယ်ဆိုတော့ဆိုင်ပြန်လာတယ်ဟို crusade လောက်တာကျူးတင်းပြင်စင်ထားလာမယ့်နှစ်မှာ crusade ဘယ်နှခါလောက်မလဲပေါ့နော်ကဲ၄ခါလောက်မယ်ဆိုရင်ဒီတစ်ခါမှာသူခေါ်မယ်ဆိုရင် तू ကဒါတင်ခိုင်းမယ်ဒါတင်ခိုင်းမယ်ဒါတင်ခိုင်းမယ်ပြီးတော့ subject လေးကိုထားပြီးမှ office မှာ list လောက်ထားလိုက်အဲ့ဒါပြဿနာဖြစ်တာပြဿနာဆိုတာဒီလိုလေးအတင်းတော်လဲကျန်းစာကြောင်းလို့လူသွားလိုက်အဲ့ဒါကောင်းတယ်ကဲဒီတစ်ခေါက်လာလို့ရှိရင် Matthew Mark Luke John တင်လိုက်နောက်ဆိုရင် the book of Acts တင်လိုက်ပြီးတော့ဆောင်းအလိုက်နဲ့သွားမယ်ဆိုရင်အဲ့လိုပုံစံနဲ့သွားလို့ရှိရင်အတင်းတော်ကအယားတူတက်တာအဲ့လိုမျိုးသွားလို့ရှိရင်အယားတူတက်မှာဒါမှမဟုတ်ရှင်နောက်တစ်ခါလာလို့ရှင်လေအလိုင်ဂျာနဲ့အလီဆာပဲနောက်တစ်ခါလာလို့ရှင်လေအလိုင်ဂျာနဲ့အလီဆာပဲဆိုအတင်းတော့တက်တဲ့လို့တက်မှာလာဘူးခုနကျွန်တော်ပြဿနာဆိုရရလေကျွန်တော်အတင်းတော့မှာကတော်တော်များများတရားလာခေါ်တဲ့လူကကျွန်တော်တို့ကသူတို့ကြိုက်လို့ခေါ်တာဟုတ်သူတို့ကခွင့်လာတောင်းပြီးမှကျွန်တော်တို့ကအမျိုးတွေဖြစ်တဲ့အခါမှာအာနာတဲ့အတွက်ကျွန်တော်ခါပါမြင်နေတာဆရာကမချိုက်လို့ခေါ်မခေါ်ဘူးလားလို့ပြောလို့မောဇိုတုံကပါစတာလာလို့ရှင်တို့ကတော့နေရပါစတာဆိုရင်တိတ်ဟိုဖြတ်လဲတိတ်ဖြတ်မှာမဟုတ်ဘူးတိတ်ဖြတ်နိုင်မှာမဟုတ်ဘူးပြီးတော့ဟိုအရန်ကြီးလဲအကောင်းကြီးလဲလုံနိုင်မယ်မထီးမို့နော်ရွာပါစတာဆိုရင်ခေါ်လိုက်ရောက်ခိုင်းလိုက်ရောက်ပေးတယ်တို့တော့ဖြတ်လဲဖြတ်မှာမဟုတ်ဘူးပြီးတော့အကောင်းကြီးလဲတိတ်ဟိုလုံးမယ်မဟုတ်ဘူးဆိုတော့တွားလိုက်တာတော့ရတယ်ဒါပေမဲ့အဓိကအဖြစ်
แต่แค่ international อะไรเนี่ยตัวเรื่องรู้มาตาเพี้ยนเลยเพี้ยนไหนเนี่ยเปลี่ยนเลยเปลี่ยนไหนเนี่ยตัวเราแต่ตรีท่าไรเนี่ยเราต้องอาภาษาเรียกได้ว่าเจ้าผู้เล่นมารู้ตัวเราได้แต่ลงในมาแล้วมั้งย้อนดูสิโคตรเลยคนอ่ะย้อนดูเด้งจะเด้งเสร็จพออะไรสุดต้องใครอะไรเนี่ยอะไรเขาเดี๋ยวเล็กมาขึ้นเสร็จขั้วอะไรป่าซ้อนนี่คันตีโนเตว่าเพี้ยนมันจริงคือชัดหนักต้องเขาทำเปลี่ยนชั่วได้โน้ในไอเดียไอเดียตรงไหนตรงไหนเราจนสู้ช่วยต้องเขาทำต้องชั่วตั้งไรเจ้าအခုကဒီလိုရှေ့ဆရာတော်များဆရာလာတဲ့ဆရာကဘာပဲဟောလဲဆိုတော့နင်တို့ကခန္ဓာတက်ပြီးရောက်ပြီတဲ့အဲ့ဒါနဲ့သင်တော်ကဂျင်းနဲ့နေတာငါတို့လုံလောက်ပြီတဲ့ငါတို့ချင်းပြတယ်မှာပါတိတ်ခန္ဓာရောက်နေတို့ကဒီမှာခန္ဓာလေဆရာလည်းအဲ့ဒါပဲလူကိုမြောက်တာလေအားလုံးမြောက်တယ်တော့ဆရာအဲ့လိုမြောက်ကြခရရတယ်မဝင်မိတာလေငါဟုတ်ထင်နေတာအဲ့ဆိုတော့ဘာမင်းကလည်းငါရောက်တော့လည်းဖျက်ကရေးတာပဲဆရာလူကအားလုံးမြောက်တတ်တယ်အဲ့ဆရာဘာမှတိုက်လို့မြောက်တတ်တယ်အဲ့လိုမြောက်တော့မှလူပါဝလာခရပါဝလာတယ်အဲ့ကကျစမလေးလာမမလို့လေချင်းတော့ငါတို့တော့ကောင်းတယ်ဘာညာကောင်းတယ်ဟိုဆရာတို့ငါတို့မီနေဆိုဖြစ်လာတာလေအဲ့တော့ကျွန်တော်ကျတော့မမြောက်တော့ဘူးရှိတိုင်းပဲပြောတယ်နေတော့ပုံစံကလေကာချီတဲ့ရေးပြရမယ်ဖွဲ့တယ်ဟိုကဆရာကမြောက်အဲ့ခရကလည်းတနည်းတော့ပြောမှဆိုနည်းနည်းဝိညာဉ်ရေးရမှာလေတူတက်ဖို့အဟံတက်ဖြစ်တယ်ဖြစ်တာလေကျွန်တော်အမြင်ပါနော်အဲ့ဒါဆရာလာတဲ့ကမြောက်တက်တယ်ရုပ်တော်ဆရာတွေနေဘလူပါနေရတယ်မြောက်စားလိုက်တယ်ငါပြောသေးကျွေးတာများတယ်အဲ့လိုလေရတော့တို့ကတော့ပြောတင်တာပေါ့အဲ့ဒါလာတဲ့ချိန်တို့လာတဲ့ချိန်ဆိုတော့အဲ့လိုကတော့ပြောဖို့ပြပါဒီမှာရှိတဲ့ရေတော်ခရတွေကလည်းတို့ကအခုကြည့်ထင်တာလေဘာမဟုတ်ပဲနဲ့မရင်းရလည်းမရင်းနဲ့တင်းတော့မြောက်လိုက်ဒီမှာရောလည်းမြောက်လိုက်ပြီးတော့ခါစားကြောမြောက်လိုက်အဲ့တော့တင်းတော့အခုကြည့်ထင်တာသူ့တော့ဖိကောင်းကြတာလို့ဘာလို့ဘာမဟုတ်ပဲနဲ့အဲ့ဒါပြန်ကျွန်တော်ရောက်တော့ကအနည်းဘာမဟုတ်ပြောတော့လားဟိုဆရာကြီးကပြောငါတို့ဟုတ်တယ်ထလည်းသိပြောမဟုတ်ဘူးတဲ့ဘာလို့ရောရမှာလဲသူတို့ချင်းတို့လည်းမသိတဲ့ခရလည်းများရှိတယ်ရတော့တင်းတော့ကိုချင်းကိုသိမလို့ငါ TV ရောက်ကလာငါကန်ဆာရောက်ကလာဘိုက်နာလာကောင်းကြိုက်တာလားအဲ့ဒါမသိတာရများတာလေဒါမဲ့ယောပါစာတွေကကျွန်တော်တိတ်မကြောက်ဘူးပေါ့နော်အတင်းတော့အတွက်ပေါ့နော်ကျွန်တော်ဆွေးနွေးစားမရှိဘူးပေါ့နေရလာတဲ့ပါစာတွေဆိုว่าทุกๆสั้นๆมันပြောတတ်တာအဲ့ဒါပဲတိတ်လဲစိတ်ကြောက်စရာလည်းမလိုဘူးကွာနေရပါစားလို့ဆိုနေပြီးတော့ပြောင်းလဲမှုလဲသူတို့မှာဟိုဘယ်လိုခေါ်မလဲပြောင်းလဲနိုင်အောင်သင်ပြနိုင်မယ့်အစစ်မရှိဘူးပေါ့ဆိုတော့ကြောက်လဲကြောက်ဖို့မလိုဘူးပြီးတော့လာလို့ရှိရင်မကောင်းလဲဖိတ်ကျွေးအဲ့ဒါတဲ့တကယ် international နဲ့ကဲ evangelist ကိုနည်းနည်းကြည့်ဆိုင်လိုက်ပေါ့ဖွဲ့စည်းနေတော့တယ်ဖွဲ့စည်းမှုပဲနဲ့တကယ်ကဲနာမည်ကြီးတဲ့လူတွေနာမည်ကြီးတဲ့လူဥပဒေပုဂ္ဂိမကယူဆိုင်တဲ့ထားတယ်ကဲဇောတုံပါစာဘသူပဲခေါ်တဲ့အတင်းတော့ဖြတ်လုံးနိုင်မှာမဟုတ်ဘူးဟုတ်တယ်လူတွေကလည်းတကယ်လည်းဆိုလို့ရှိရင်အဲ့လိုမျိုး international လက်တော့လူတွေကပြောတာဝယ်ပြီးတော့စိတ်ထဲမှာဟုတ်တယ်နော်ဖြစ်နိုင်ရင်တော့ဝိညာဉ်ရေးရပန်ပူးပဲဆရာတော့ကောင်းတာပါဆရာဒါပေါ့ဇာတိပိုင်များတယ်ရွတ်တော်ဆရာတွေကဇောတော်ဇာတိဇာတိဘလို့တို့အောင်မင်းမလဲအဲ့ဒါပဲသင်ပေးတာများတာလေဝိညာဉ်ရေးရကသူတို့မဖြစ်တဲ့ခါကျတော့အဲ့ဒါနည်းနည်းတော့အဟံတာတော့ဖြစ်တာအတိတ်ကအသိတော်မှာလာတဲ့ဆရာကကျွန်တော်အမေကတော့ဇာတိကိုသိရမယ်ဝိညာဉ်ကြီးကိုလုပ်ပေးရမယ်နည်းနည်းပေါ့တော့အခုကရွတ်တော်အသိတော်များဇာတိကြီးပြီးသားလေအဲ့တော့ပြန်ရေလုံးလိုက်တာလေဒါမဲ့ကျွန်တော်ပြောတာဟိုကပေါင်ပေါ်ကနေချင်းပြင်းနေလာတဲ့ဇောတုံးပါစာပြောတာပါအဲ့တော့များကဒီဇာတိသမားဇာတိပူကြီးကိုမွေးထုတ်ပေးတာလေပြီးတော့ဇာတိပဲလုံးအသိတော်ပြဿနာကဆရာကျွန်တော်မင်းအောင်ပြောတယ်အသိတော်ပြဿနာဘာမဟုတ်ဇာတိလွန်မှုတာမြဲအသိတော်ပြတ်တာဒါပေါ့ဒါပေါ့ဇာတိလူမြဲအသိတော်ပြတ်တာဒါပေါ့ကယ်ရင်ချင်းရတဲ့ဝိညာဉ်မလွန်မှုနေဇာတိလွန်မှုတဲ့အသိတော်လပုံကြီးပဲအဲ့မှာဇာတိကိုပဲသူကကြီးတွားအောင်သူတို့ပါလေမမလည်းကျွန်တော်မြောက်ပိတ်တာလေအဲ့မှာပဲဟိုနည်းနည်းပြတ်သွားဖြစ်တယ်အဲ့ဒါကြောင့်ဇာတိကကျွန်တော်များရန်သူ၃မျိုးရှိတယ်နံပါတ်1စာရာနံပါတ်2ဇာတိနံပါတ်3လောကအဲ့ဒါကိုစာတောင်ဘယ်လိုနိုင်ရမလဲဘယ်လိုဇာတိကိုနိုင်ရမလဲအဲ့ဒါမျိုးမဟုတ်ဘဲနဲ့ဒီစာရာတော့ပြောဒီဇာတိကိုကြီးကြီးအောင်သင်ပေးတဲ့ခါကျတော့အသိတော့အောင်မင်းလည်းမအောင်မင်းဘူးဘယ်ဆရာဘလို့ဝင်းကြီးရသင်ပေးတဲ့ဆရာကနေတယ်
ဒီစားတေးရတာများများတာလေအဲ့ဒါနဲ့ပဲအခုအသိန်းတော့တိုးတဲ့သိန်းတော့မတိုးတဲ့ဘူးမောင်နေမောင်နဲ့ခါကြတော့ဒီအသိန်းတော့နောက်တော့ဇာတိလို့များတော့အသိန်းတော့သေလာတာလေတင်းပြောမဲ့ဆိုရင်ခုနပြောတယ်လို့ပဲရှေ့ကတော့ comment ချင်းဆိုတော့ရှာပါလေနည်းနည်းမြလိုက်ဟိုမယ်ရလင်းပြန်မယ်နာရောနာမင်းလေတော့cái ruộng bị chớm tạm chút nào không dâu tùng lấy lai lấy ăn tròn mình là bà xã bộ mình chúng anh hãy tròn về hàng thế cả dây ngày khi thứ số lần chuột bị thằng này được rồi mà là sao chúng thứ số chuột bị hai đêm bị chúng thông thường cái chim khẩu thì về mình bố mình nghĩ đều bố khác nên là mình sẽ chân chỉ để cái tiếng nào được chứ chúng dâu tùng lại lấy cái gì không chứ lúc xem này mình không chung chung về cô bé à chắc mấy là hoa tôi cũng nghe thì tất cả cái này chỉ là tôi ya phục ya luôn số đấy ai ya đấy tôi bây giờ phục yaအဲ့တော့တကယ်ပေါ်ပြလို့သူတို့ခံလာလားအဲ့လိုမျိုးကျွန်တော်တက်ဟိုတော့များလေးတက်မရှင်းကြဘူးအများဖြစ်ဟိုတခြားတိတ်မှလည်းရှိမယ်ဖျားပေါ်ပြရဲမင်းညာအားကြောင့်ဒီနေ့တက်ခိုင်းဆိုပြီးတော့သူတို့ပြောလာရတာရှိရှာမဟာနည်းနည်းဥစားပေးကြအောင်ရှာမဆီယမနာရှိပါဆီယမစနောMacam kawan Percaya berlaku iya. Percaya berlaku. Mata buruk siap mata buruk itu. Namun macam apa? Jangan namun ni macam itu. Jadi ni namun au form tu au mikadan tu. 皮鞋的天哪！男的不管你男嘛，按他的意思。ကျွန်တော်ဖတ်တယ်လေ干皮的。是的，是的，这就是ဘုရားကအခုကျွန်တော်စကားပြောတယ်ကျွန်တော်စကားပြောတာပေါ့နော်အခုပဲကျွန်တော်ဘုရားစကားပြောတယ်အဲ့လိုပြောတယ်ဒီမှာတော့လည်းအများကြီးရှိတယ်နော်ခါရှာအောင်ဘယ်လိုသဘောရလဲပြောကြည့်လိုက်တို့ဖယားနဲ့ရင်းနှီးချင်းရှိပဲနဲ့တော့ဆရာဘယ်လိုဖွင့်ပြမှာလဲတကယ်တို့ရင်းနှီးချင်းရှိရလားဖယားနဲ့တကယ်ပေါ်လာတယ်လားအဲ့ဒါအရေးကြီးတာပေါ့ဖယားကနှစ်ပေါ်တော့ဖွင့်ပြတာလေနှစ်ပေါ်တော့မဟုတ်ဘူးနော်တို့က feeling နဲ့ရှိတယ်လေအာရုံနဲ့ရှိတာလေမျိုးမျိုးပဲဆိုတော့ဒီကတော့တို့ဖယားနဲ့တကယ်ရင်းနှီးကြောင်းဝင်ချင်းရှိရလားတကယ်ဟိုပဲဖြစ်တာလေဖယားကဖွင့်ပြတဲ့ကျန်းဆန်လွဲလို့ဖွင့်ပြပါဘူးခုကကျန်းဆန်လွဲတာများတာလေဒီနှစ်ပေါ်တော့ထဲမှာပဲဖယားကဖွင့်ပြတာတင်ပေးတာလေปัจจุบันนี้อากาศชิมนาทีมีค่าคุยกันนั้นเช็คไลน์เดี๋ยวจนไบเบิลนั้นเช็คทันนะไบเบิลนั้นเช็คไลน์ไบเบิลนั้นไอ้ใกล้เสียจนถ้าเขาไอ้แม่แบบเพี้ยวันนี้นะแบบเพี้ยจ้าละแบบเพี้ยจันทร์นั้นใกล้รู้เช่นโอเคแต่แม่จันทร์นั้นมาใกล้รู้เช่นไอ้ต่างเพี้ยเสียนี่ละแต่ไม่หูไอ้แม่อะไรว่าเพี้ยเสียนี่ยาเลยไอ้แม่ไม่หูဆိုတော့ဘာသာမဲချာချာပါပဲတွေးတွေးပါပဲမြင်းမြင်းအလင်းပဲဖြစ်ဖြစ်အမောင်ပဲဖြစ်ညမှာပဲဖြစ်ဖြစ်မနေ့မှာပဲဖြစ်ဖြစ်အဲ့ဒါမြင်တဲ့အရာနဲ့ကြားတဲ့အရာနဲ့ကျန်းစာကိုချိန်ကြိုက်လိုက်ချိန်ကြိုက်ပြီးမှကျန်းစာထဲမှာပါတဲ့အရာကြီးမြင်လို့ရှိရင်ကောင်းပါတယ်အတာနဲ့ပဲဖြစ်ဖြစ်ငှက်နဲ့ပဲဖြစ်ဖြစ်ပါနဲ့ပဲဖြစ်ဖြစ်အဖြူနဲ့ပဲဖြစ်ဖြစ်တိုင်လဲဆိုတော့ဘုရားတိုင်လဲအခုခင်မှာဘုရားတာနဲ့တော့မလာပေါ့မလာပဲမဲ့သူတွေအတိုင်ကြားတယ်ကြားအောင်မြင်လည်းပဲတော့မငင်းနဲ့ချမ်းသာနဲ့ခိုင်လို့ဆင်ပြီးတယ်အဲ့ဆိုတော့ခါကျရင်အိမ်မက်ဆိုတာကိုအတန်ကြားတယ်ဆိုတာကိုအိမ်မက်ကမအိတ်ခင်မှာစဉ်းစားရရပါတယ်လေကောယေရှုကြောင့်စဉ်းစားရင်အိတ်ပြောတော့လို့ရှိရင်ယေရှုမြင်တယ်ဆိုတဲ့ပုံစံအဲ့ဒါခုနစီကပြောတော့ကျမ်းစာနဲ့ကြိုက်လားမကြိုက်လား
ပြီးအတန်ကြားဆိုတော့တယောက်တည်းနေတဲ့အခါမှာရန်တိတ်ဆိတ်တဲ့အခါမှာဘာတန်ကြက်တတ်တယ်လေအဲ့ကြားတတ်တဲ့အရာကိုဘုရားပေါ်ပြတယ်ဆိုတော့ကျမ်းဂန်နဲ့ကြိုက်လားမကြိုက်လားကျမ်းဂန်နဲ့ကြိုက်တယ်ဆိုတော့โอเคလက်ခံလို့ရတယ်ဒါပေမဲ့ကျမ်းဂန်နဲ့လုံးဝမကြိုက်ဘူးဆိုတော့ဘုရားမပေါ်ပြပဲနဲ့သူ့ရဲ့ဘုရားရဲ့ဖြစ်နေတယ်အဲ့မဲ့အကြောင်းပြောမယ်ဆိုရင်အဲ့မဲ့ဆိုတာဘိုက်ပေါ်မှာအစားတော့ပုံမှာလည်းမူတည်တယ်ပြီးတော့ကျမ်းမာရေးကူအပူချိန်မှာလည်းမူတည်တယ်ပြောမယ်ဆိုအခုအိမ်ပြန်လို့ရှိရင်များစားအများစားများဘိတ်အပီလူရှေအဲ့မဲ့ဆိုမှာအဲ့မဲ့ကောင်းမှာမဟုတ်ပြီးတော့သမီးမစားဘဲနဲ့အဲ့လို့ရှိရင်အဲ့မဲ့ပြန်ဆိုမယ်ဆိုတော့အဲ့မဲ့ဆိုတာဒီကျွန်တော်ဘိတ်ပုံမှာမူတည်တယ်ပြီးတော့အရန်ကူပို့လို့ရှိရင်အဲ့မဲ့ဆိုတယ်ပြီးတော့ကျွန်တော်ချင်းတောင်မှာခွစစ်မန်းဆိုတာရှိတယ်ခွစစ်မန်းဆိုတာဘာလဲဆိုတာအတိတ်ပဲရရှိတယ်ခွစစ်မန်းထားမန်းနဲ့နွေရာတီအမက်နဲ့ဆောင်းရာတီအမက်တော့ပုံမှာမတူအဲ့ဒါအတိတ်က there is a solid reason ဘာလို့လဲဆိုတော့ကျွန်တော်တောင်ပေါ်မှာဆိုရင်ဆောင်းရာတီမှာဆိုဆောင်းကနွေမချုံနိုင်ဘူးနွေမချုံတော့ကျွန်တော်ငွေအဆောင်အဒီမှာအဲ့တဲ့ခါကြလို့ရှင် totally မသိဘူးကျွန်တော် we are not rest totally အရန်ချမ်းတော့အဲ့တဲ့ဟိုအဲ့တော့အဲ့ပဲမဲ့အဲ့တဲ့ပုံစံကတဝတ်တစ်ပိုင်းမဲ့အဲ့တယ်ဆိုတော့နဲ့မှာလောက်တဲ့အရာမှလည်းအဲ့နဲ့ထဲမှာဝင်လာအဲ့ဒါကြောင့်ခုစစ်မန်းဆိုတာဒါမဲ့ဒီအမေရိကမှာခုစစ်မန်းနဲ့ထိုင်းမန်းမရှိတော့ဘာလို့ဆိုတော့ဒီမှာတော့ hit လိုက်တော့ခုစစ်မန်းနဲ့ထိုင်းမန်းမရှိတော့ဟာခါမှာဆိုတောင်ပေါ်မှာဆိုခုစစ်အထူးသဖြင့်ကြောက်ထောင်းတဲ့ဟာခါဆိုအရာအချမ်းဆုံးနေရဆိုတော့ကြောက်ထောင်းတဲ့ဟာခါမှာဆိုခုစစ်မန်းဆိုရှိတယ်ဆောင်းဝတီမှာဆိုနဲ့မှာပြောတော့ဆိုညကြီးမှာညမှာအကုန်မြက်တယ်ဘာလို့ဆိုတော့အဲ့တော့အဲ့တယ်အဲ့ပဲမဲ့အရန်ချမ်းတော့အပြတ်မအိပ်ဘူး100မှာ80လောက်ပဲအိပ်တယ်20က still working so နဲ့မှာမြင်နေဥစားတော့ရှောက်လာအဲ့ဒါကြောင့်ဟုတ်တယ်ဆက်အသေးမအိပ်ဘူးဆက်အသေးမအိပ်ဘူး totally မအိပ်ဘူးအဲ့ဆိုချမ်းတာ哦အဲ့ဒါကြောင့်ခုစစ်မန်းနဲ့ထားမန်းဆိုတာရှိတယ်ပြီးတော့ကူပူလို့ရှိရင်အဲ့မဲ့ကောင်းဆိုတော့အဲ့မဲ့ကိုတောင်းမဲ့ရုံနဲ့ပြီးတော့အဲ့မဲ့ကိုဆောက်လို့ရှိရင်အဲ့မဲ့ပူပြီးမှထူဆန်းအဲ့မဲ့အကြောင်းဒါရီလေးမှာမှတ်ထားမနေ့ကဒါမက်တယ်ဒီနေ့ဘာဖြစ်မလဲအကုန်လုံးဒါရီထဲမှာထည့်လိုက်လို့ရှိရင်အဲ့မဲ့ပူအရာထူဆန်းပါလက်ကလေးမစိနေဆက်တာကဲဆမနာဇုံမမဇာတော့ကျော်လာပါစေจะทำในเส้น တောက်ဆောကျော်ရနာคือสิมันกันดีมีกันไงได้ก็รู้สักเช่ลายมีกันไหนดีผมจบกันไหนดีคุสิกมังอธุสานักกงก็เช่นเดียวเราอีกเลยเกี่ยวกับหมดเทมอีกครับเนาะท่วงอ่ะเดี๋ยวเช่เสียเลยโอ้ดีเลยโอ้เจ้าว่ามีมันอะไรเกี่ยวกับชิ้นจงนี่ฮะဒီမဲ့ပြညာဒီနေ့မေးတာအရင်တော့ဟိုးပြီးခဲ့တဲ့ကျွန်တော်တို့ချီမှာကျွန်တော်ရုပ်တော်ဥမှာရုပ်တော်ဘုံတော့သူတို့ကဟိုလေအဲ့ဒီဖယားကိုအစမှလော်ကီတာကိုသူတို့ကအဲ့ဒီမကောင်းတဲ့ဥစ္စာလက်စားတော့လို့သူတို့ကပုတ်ခဲ့တယ်လေသူတို့ကမှဖယားရဲ့စကားတခါမကြောက်ဘူးသူတို့လည်းအိမ်မဲထဲမှာယေရှုတည်တော်တွေ့တယ်အသွေးကိုတွေ့တယ်ယေရှုကငါ့ကိုခေါ်တယ်အမေကငါချစ်တဲ့ဒါပဲနော်ငါရှိမှပြန်လာခဲ့ပါလို့အဲ့လိုခေါ်ပြီးမှတခါလေဖယားဘူးတော့ဆောင်တယ်တဲ့အဲ့လိုမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးတွေတကယ်များတယ်ပါတခါမှမကြားဘူးဆိုတာလုံးဝမဖြစ်တယ်ကျွန်တော်ချင်းတယ်တခါမှမကြားဘူးတဲ့လူမရှိဘူးအနေနဲ့အများပဲလည်းမျိုးပြောတယ်လေဟိုကြားဘူးလေကြားဘူးမှာဒါမဲ့နောက်ကပတ်တော့တရင်ကောင်းအကြောင်းတခါမှမကြားဘူးဆိုတာမရှိဘူးအနေနဲ့အများပဲလူကြားဘူးလားမိကောင်းလိမ့်မယ်ဒါမဲ့ခုနကတည်းကဆရာပြောတယ်ထဲမှာတော့ရှိမှာဟုတ်တယ်အဲ့လိုမျိုးဒီဟာခါကျွန်တော်တောင်းပေါ်မှာသွား
ตัวที่ကျွန်တော်ကျမ်းစာအကြောင်းခရစ်တော်အကြောင်းမကြားဘူးလေလို့တယောက်မှမရှိဘူးခရုမ ပြော ဆိုင် ချင်ဟိုဘက်ချင်းကခရိယမရှိတိမရှိခင်ရုံနေမှာခရိယမရှိသေးဘူးတဲ့အဲ့ချင်းတော့အဲ့လိုမျိုးတွေအဲ့ခေတော့ရုံခရိယမရှိသေးဘူးဂျာဆန်လာမရှိသေးဘူးတဲ့သူပြောချင်တာကတော့ဒါဆိုရင်သူအိမ်မက်ထဲမှာခရစ်တော်အကြောင်းဆုံးလင်းလင်းကြားလို့မြင်လို့ရှင်တာလေ by faith come from hearing နဲ့တော်တူတယ်လေဒါမဲ့လူတယောက်အတွေ့အကြုံနဲ့အကြာရေးဟိုလူဆွေးနွေးလို့မကောင်းလူရဲ့အတွေ့အကြုံကအများကြီးဆိုတော့လူတယောက်ရဲ့သက်ခံချက်နဲ့ doctrine ဆိုတာတော့မလုံးနဲ့အဲ့ဒါဘယ်သူမှဘယ်လိုခေါ်မလဲအတွေ့အကြုံကသိအားမကူရအောင်